ဒီဇင်ဘာပေါ့နော်မင်းတို့ဒါဒီဇင်ဘာရက်လရဲ့အစတရက်နေ့လေးကိုမင်းတို့ရောက်ရှိလာပါပြီနော်မင်းတို့ရှိမှဆိုရင်မင်းတို့ကကုမ္ပဏီကအရေးကြလဲဖြစ်တယ်ပေါ့နော်လက်ငင်းနေလဲမင်းတို့ရောင်းချပေးတယ်အရေးကြဆိုလဲမင်းတို့တွင်းငွေအနည်းဆုံး9သိန်း9,000ကျပ်တွင်းပြီးတော့မှမင်းတို့အရေးကြရလဲရောင်းချပေးနေတယ်မင်းတို့ brand ဖြစ်တဲ့အတွက်ပေါ့နော်မင်းတို့တွင်းငွေကိုမင်းတို့20ရာခိုင်နှုန်းလောက်နဲ့မင်းတို့ရောင်းချပေးနေရဖြစ်ပါတယ်ပေါ့နော်ဒါဒီဇင်ဘာလအစတရက်နေ့ပေါ့12လပိုင်းတရက်နေ့ကိုမင်းတို့ရောက်ရှိလာပါပြီနော်လိုအပ်တဲ့ customer တွေများလည်းမင်းတို့ရဲ့ဒီပေါ့နော်ထိုင်းရမို့ရှုံးလုံးတိုင်းမှာလာရောက်ဝယ်ယူအားပေးနိုင်ပါပြီနော်တွင်းငွေ20ရာခိုင်နှုန်းကျက်နေမင်းတို့ရောင်းချပေးနေပါပြီနော်အရေးကြလက်နေအလဲထက်အဟောင်းပြန်ဝယ်ပေါ့နော်ဒါတော့မင်းတို့ရဲ့ဒီနေ့ဆိုင်အခင်းချင်းလေးပဲဖြစ်ပါတယ်နော်စိတ်ချမ်းသာရင်ဒီကျမဒီနေ့ပြဆောင်ပြီးတော့စီးပွားလဲလာပါရဲ့ပြောကြတယ်ဖြစ်ရှင်။ဒါကတော့ဘေးအစုံရှိတယ်နော်။အခုကတော့မင်းတို့ဒီဇင်ဘာလဆိုတဲ့အချိန်လည်းရောက်လာပြီလို့ပေါ့နော်။နည်းနည်းလေးချမ်းတယ်ပေါ့နော်။မန္တလေးမြို့မှာဆိုလည်းနည်းနည်းထူးထူးလေးနေကြဖို့လည်းဖြစ်တော့ပြောကြချင်ပါတယ်နော်။အရင်အေးနေပြီဖြစ်တဲ့အတွက်ပေါ့နော်။နည်းထူးထူးလေးနေပေါ့နော်။နေကြဖို့ပြောချင်ပါတယ်ရှင်။